ထိုးဖများလုံးမင်္ဂလာပါကလော့ကနာနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါညကျွန်တော်ရှင်ပြိုင်ကစားသွားကြတယ်ကျွန်တော်တို့เนาะကပတ်ဖလားကျွန်တော်တို့နောက်ဆုံးကျွန်တော်၄သိန်းကိုတော့ရှင်ပြိုင်လို့ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အခုချိန်မှာတော့ကျွန်တော်တို့ group stage တွေကျွန်တော်ထပ်ပေါ်လာတဲ့အနေအထားမျိုးမှာကျွန်တော်ဘယ်အသင်းကကျွန်တော်ဒီချိန်မှာကျွန်တော်တို့အကောင်းဆုံးအနေနဲ့6အောင်ဆုံးကျွန်တော်တို့နော်နိုင်ငံအသင်းဖြစ်မလဲဆိုတော့ကျွန်တော်ဒီထက်မှတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အနေအထားမျိုးရှိပြီးတော့လောလောဆယ်တော့ကျွန်တော် group 12ခုကျွန်တော်တို့ခွဲထားတယ် group A ကနေပြီးတော့ group A အထိနော်တအုပ်စုကိုတော့ကျွန်တော်၄သင်းလုံးနဲ့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ဒီထဲမှာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်အသင်းတွေကျွန်တော်တို့ကြားနေတဲ့အနေအထားမျိုးကိုကျွန်တော်တို့တွေ့ရတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ group A မှာတော့ကျွန်တော်အသင်းကြီးဟိုကျွန်တော်နိုင်ငံကြီးတွေဖြစ်တဲ့မက္ကဆီကိုပါတယ်ပြီးတော့ကျွန်တော်တောင်အာဖရိကပြီးတော့ကျွန်တော်တို့တောင်ကိုရီးယားနဲ့ကျွန်တော်ချက်နိုင်ငံတို့ကတော့ group A မှာကျွန်တော်ဒီ၄သင်းကတော့ကျွန်တော်တို့စုံတွေ့နေတဲ့ဖြစ်ပြီးတော့ group B မှာဆိုရင်တော့ကျွန်တော်တို့ကနေဒါပြီးတော့ကျွန်တော်ဘော့စနီးယားကာတာနဲ့ပြီးတော့ကျွန်တော်တို့ဆွစ်ဇာလန်တို့ကျွန်တော်ဒီ၄သင်းကတော့ကျွန်တော်ထပ်ပြီးတော့စုံတွေ့နေပြီးတော့ကျွန်တော် group C မှာတော့တော်တော်လေးမှကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်အုပ်စုတွေလာပြီးတော့တွေ့နေတဲ့အနေအထားမျိုးမှာရှိပြီးတော့ group C မှာဆိုရင်ကျွန်တော်ဘရာဇီးရှိမယ်ပြီးတော့ကျွန်တော်မော်ရိုကိုပြီးလို့ဆိုရင်ကျွန်တော်ဟေတီနဲ့စကော့တလန်ကျွန်တော်ဒီထဲမှာကျွန်တော်တို့ဘရာဇီးကတော့တော်တော်လေးမှကျွန်တော်တို့နောက်တစ်ဆင့်တက်ဖို့တော်တော်လေးမှအခြေအနေကောင်းပြီးတော့ကျွန်တော်တို့ဟေတီနဲ့စကော့တလန်ကတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီထဲမှာဘရာဇီးနဲ့မော်ရိုကိုကတော့နောက်တစ်ဆင့်တက်ဖို့တော်တော်လေးမှတေချာသွားတဲ့ကျွန်တော်နိုင်ငံတွေလို့တော့ဒီကျွန်တော်တွေ့ထားတဲ့အနေအထားမျိုးပါပြီးတော့ကျွန်တော်တို့ group D မှာဆိုရင်တော့ကျွန်တော်တို့ဒီထဲမှာတော့တော်တော်လေးမှကောင်းစိတ်ဝင်စားဖို့ကောင်းတဲ့ကျွန်တော်အုပ်စုတွေလာပြီးတော့တွေ့မယ် group D မှာဆိုရင်တော့ကျွန်တော်အမေရိကန်ရှိမယ်ပြီးတော့ကျွန်တော်ပါရာဂွေးဩစတြေးလျနဲ့ကျွန်တော်တူရကီတို့စုံတွေ့နေတဲ့ကျွန်တော်အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ဒီထဲမှာကျွန်တော်တို့ပါရာဂွေးနဲ့ဩစတြေးလျကျွန်တော်တို့အမေရိကန်တို့တူရကီတို့ကျွန်တော်ဖြတ်ကျော်နိုင်မယ်ဒီထဲမှာတော့ကျွန်တော်တော်တော်လေးမှကျွန်တော်တို့ကြက်နေတဲ့အနေအထားတော့တူရကီကတော့ဖြစ်တယ်ပါရာဂွေးနဲ့ကျွန်တော်ဩစတြေးလျတော့တစ်ချက်တော့စောင့်ကြည့်ရမယ်အနေအထားမျိုးဖြစ်ပြီးတော့ပါရာဂွေးကတော့ကျွန်တော်နောက်တစ်ဆင့်ကိုတက်ဖို့ကျွန်တော်လုံလောက်မှုကျွန်တော်တို့ကစားသမားရဲ့လုံလောက်မှုတဲ့ကျွန်တော်ကြက်ခံမှုပြဿနာတွေကမရှိလို့ဆိုရင်ပါရာဂွေးလည်းနောက်တစ်ဆင့်ကိုကျွန်တော်မြင်ရဆုံးတက်ဖို့တော်တော်လေးမှတေချာသွားတဲ့အနေအထားမျိုးရှိတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော် group E မှာတော့တော်တော်လေးမှကျွန်တော်ပွဲချောင်တဲ့အနေအထားမျိုးရှိတယ်သူဖြစ်ကျွန်တော်တို့ဂျာမနီကတော့ကျွန်တော် group E မှာလာရောက်ကျနေတဲ့အနေအထားမျိုးရှိတယ် group E မှာတော့ဂျာမနီပြီးရင်တော့ကျွန်တော်ကူရာဆာအိုပြီးလို့ဆိုရင်ကျွန်တော်တို့ကိုဒီဗွားနဲ့ပြီးရင်တော့ကျွန်တော်အီကွေဒေါကလည်းကျွန်တော်ညရှင်ပြန်သွားတဲ့ပွဲစဉ်မှာဆိုရင်တော့နယ်သာလန်နဲ့ပွဲစဉ်မှာတို့တွေခြေစွမ်းမနဲ့ပြသွားတဲ့အနေအထားမျိုးရှိတော့ကွင်းလယ်မှာရှိတဲ့မွိုက်ဆက်တို့တွေတော်တော်လေးမှခြေစွမ်းပြသွားတဲ့အနေအထားမျိုးဖြစ်ပြီးတော့ဒီစစ်မှာတော့ကျွန်တော်မြင်ရဆိုတော့ဂျာမနီကတော့တော်တော်လေးမှတေချာသွားတဲ့အနေအထားမျိုးရှိတယ်ပြီးတော့ကျွန်တော် group S ကတော့တော်တော်လေးမှပွဲကျက်တဲ့ကျွန်တော်တို့အုပ်စုတအုပ်စုလို့တော့ပြောလို့ရတယ်ဒီထဲမှာကျွန်တော်တို့နယ်သာလန်ရှိမယ်ပြီးရင်တော့ဂျပန်ရှိမယ်ဆွီဒင်ရှိမယ်တူနီးရှားတော်တော်လေးမှကျွန်တော်တို့ကြီးလို့ကောင်းမဲ့အနေအထားမျိုးရှိတယ်ဆွီဒင်ကလည်းကျွန်တော်တို့ညအပွဲစဉ်မှာဆိုရင်တော့เนาะကျွန်တော်နောက်ကျတွင်းကိုဗီတာယောဂရဲ့နောက်ကျတွင်းကိုတွေနဲ့သူတို့နေနဲ့ပိုလန်ကိုကျွန်တော်ဖြုတ်ချပြီးတော့ကျွန်တော်တို့ဒီကမ္ဘာဖလားကိုဝင်ခွင့်ရသွားတဲ့တနေရာလို့ပြောလိုက်ရတစ်ဖက်မှာဂျပန်လည်းနောက်တန်းတော်တော်လေးမှကောင်းမွန်တဲ့အနေထားနဲ့ကွင်းလယ်မှာလည်းတော်တော်လေးမှစီစီပိုင်ပိုင်ကစားတတ်တဲ့အတင်းတင်းဖြစ်တယ်အထူးသဖြင့်ကျွန်တော်ညကျွန်တော်အင်္ဂလန်နဲ့ရှင်ပြိုင်သွားတဲ့ပွဲစဉ်မှာအင်္ဂလန်ရဲ့တောက်လျှောက်ဆိုင်တိုက်စစ်ဆင်မှုတွေသူတို့နဲ့အကောင်းဆုံးထိန်းကျောင်းသွားတဲ့အနေထားကိုကျွန်တော်တွေ့ရတဲ့အတွက်ကြောင့်ဂျပန်ကလည်းကျွန်တော်နောက်တန်းလုံခြုံတဲ့အနေထားမျိုးတစ်ဖက်မှာကျွန်တော်နယ်သာလန်ကတော့တိုက်စစ်မှာတော်တော်လေးမှကောင်းနေတယ်နောက်တန်းမှာတော်တော်လေးမှယူပေါက်တွေရှိနေတဲ့အနေထားမျိုးတွေ့ရတယ်နော်မလိုလားပဲနဲ့ညပွဲစဉ်မှာဆိုသူတို့အနေနဲ့အနီကတ်တွေပါရောက်ခဲ့တဲ့အနေထားမျိုးတွေရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကတော့ဒီအုပ်စုမှာတော့တော်တော်လေးမှကျွန်တော်ပွဲချက်နေတဲ့အနေထားမျိုးရှိတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော် group G ကတော့တော်တော်လေးမှခြောင်တဲ့အနေအထားမျိုးပါတော့ဘယ်ဂျီယန်ရှိမယ်ပြီးတော့ကျွန်တော်တို့အီဂျစ်ရှိမယ်အီရန်ရှိမယ်ပြီးတော့ကျွန်တော်တို့နယူးဇီလန်เนาะဒီထဲမှာအီဂျစ်နဲ့နယူးဇီလန်တော့တော်တော်လေးမှအဆင်ပြေနေတဲ့အနေအထားမျိုးရှိတော့ဘယ်ဂျီယန်လည်းကျွန်တော်အနေနဲ့သွားမေ့ထားလို့မရဘဲနဲ့အီရန်ကလည်းเนาะကျွန်တော်တို့ထိမှတ်ထားတဲ့ကျွန်တော်အခိုက်အတန့်တွေဖော်ဆောင်ထားနိုင်တဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်ဒီ group မှာလည်းကျွန်တော်တို့အရင်အသင်းနေလည်းကျွန်တော်နောက်တစ်ဆင့်တက်ဖို့ကျွန်တော်တို့ဘာတွေလုပ်ပြနိုင်မလဲဆိုစောင့်ကြည့်ရမယ်ကျွန်တော်အုပ်စုတို့အုပ်စုလို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့ group A မှာတော့ကျွန်တော်တို့စပိန်ကတော့တော်တော်လေးမှခြောင်သွားပြီလို့တော့ပြောလို့ရတယ်။ဘာအတွက်ကြောင့်လဲဆိုရင်တော့ group A မှာဆိုရင်တော့စပိန်ရှိမယ်ပြီးရင်ကျွန်တော်ကိတ်ဘာတွေရှိမယ် Saudi Arabia ပြီးတော့ကျွန်တော်ဥရုဂွေเนาะဥရုဂွေနဲ့ကျွန်တော်စပိန်တို့ကတော့နောက်တစ်ဆင့်တက်ဖို့တော်တော်လေးမှအခြေအနေကောင်းနေတဲ့အနေအထားမျိုးဖြစ်ပြီးတော့ကိတ်ဘာတွေနဲ့ Saudi Arabia ကတော့စပိန်နဲ့ကျွန်တော်ဥရုဂွေကိုကြော်ဖို့တော်တော်လေးမှခက်ခဲလာအောင်မဲ့အနေအထားမျိုးရှိတယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော် group I မှာတော့ကျွန်တော်တော်တော်လေးမှစိတ်ဝင်စားတဲ့အကောင်းတဲ့เนาะတော်တော်လေးမှကျွန်တော်အကုန်လုံးကမျှော်မှန်းထားတယ်ကျွန်တော်တိုက်စစ်ကိုမှကျွန်တော်တို့3သန်းစာလောက်ရှိတဲ့ကျွန်တော်အတင်းတင်းဖြစ်တဲ့ပြင်သစ်เนาะပြင်သစ်ရဲ့ပြီးရင်တော့ကျွန်တော်စီနီဂေါအီရတ်နဲ့နော်ဝေးเนาะဒီထဲမှာတော်တော်လေးမှကောင်းမဲ့စီနီဂေါရဲ့တိုက်စစ်နဲ့ကွင်းလေလည်းကျွန်တော်တို့မိထားလို့မရတဲ့အတင်းတင်းမှပါတယ်ပြီးတော့ကျွန်တော်ပြင်သစ်ကတော့ကျွန်တော်ပြောကြရမလို့အောင်ကျွန်တော်အကောင်းဆုံးကျွန်တော်ပုံဖော်ထားတယ်เนาะကျွန်တော်တိုက်စစ်မှာတိုက်စစ်ကို3ယောက်ချင်းနဲ့လဲမယ်ဆိုလို့ဆိုရင်ကျွန်တော်3လောက်လဲတဲ့ကျွန်တော်ပြင်သစ်ရဲ့ကျွန်တော်တိုက်စစ်ကလည်းဒီချိန်မှာတော်တော်လေးမှနောက်ဆင့်တက်ဖို့အကောင်းခွင့်ရေးပေးလို့တော့မြင်နေပြီးတော့ကျွန်တော်စီနီဂေါကတော့ပြင်သစ်ပြည်နယ်တော့စီနီဂေါကတော့
စားဆုံးကျွန်တော်အတင်းတင်းလို့တော့ကျွန်တော်ဒီအုပ်စုထဲမှာမြင်တယ်ပြီးတော့ကျွန်တော် group G မှာတော့ကျွန်တော်တို့မက်ဆီရဲ့အာဂျင်တီးနားရဲ့ပြီးတော့ကျွန်တော်တို့ဘယ်ဂျီယမ်ဩစတြေးလျနဲ့ဂျော်ဒန်ဒီထဲမှာအာဂျင်တီးနားနဲ့ဩစတြေးလျတော့နောက်တစ်ဆင့်တက်ဖို့တော်တော်လေးမှကျွန်တော်ထင်ကြီးပေးခံနေရတဲ့အတင်းတင်းဖြစ်တယ်ဒီတော့ကြောင့်ကျွန်တော်အာဂျင်တီးနားအနေနဲ့နောက်တစ်ဆင့်တက်ဖို့ကတော့ဒီအုပ်စုတွေက group J တွေမှာတော်တော်လေးမှခြောင်တဲ့အနေအထားမျိုးမှာရှိတယ်ပြီးတော့ကျွန်တော်တို့ group K မှာတော့ကျွန်တော်တို့ရိုနယ်ဒိုရဲ့အသင်းဖြစ်တဲ့ပေါ်တူဂီရှိမယ်ပြီးတော့ကျွန်တော်ကွန်ဂိုရှိမယ်ပြီးတော့ကျွန်တော်ဥဇဘက်ပါကစ္စတန်ရှိမယ်ပြီးတော့ကျွန်တော်ကိုလံဘီယာเนาะဒီထဲမှာပေါ်တူဂီနဲ့ကိုလံဘီယာတော့ကျွန်တော်နောက်ဆင်းတက်ဖို့အကောင်းဆုံးကျွန်တော်အသင်းတွေဖြစ်ပြီးတော့ကျွန်တော်ကွန်ဒိုနဲ့ကျွန်တော်ဥဇဘက်ကစ္စတန်တော့ဒီအဆင့်မှာကျွန်တော်တို့ပေါ်တူဂီနဲ့ကိုလံဘီယာကိုကြော်ဖြတ်ဖို့သူတို့နေတော်တော်လေးမှခက်ခဲလာအောင်မဲ့အနေအထားမျိုးလို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်တို့ group M မှာကျွန်တော်အင်္ဂလန်ရှိတယ်ခရိုအေးရှားရှိတယ်ဂါနာနဲ့ပနာမာဒီထဲမှာကျွန်တော်တို့အင်္ဂလန်နေနဲ့ကျွန်တော်တို့ခရိုအေးရှားနဲ့စုံတွေ့မဲ့ပွဲစဉ်ကတော့တော်တော်လေးမှကြီးလို့ကောင်းမဲ့အနေအထားမျိုးရှိတော့နော်ခရိုအေးရှားရဲ့ကွင်းလန်ကစားသမားဖြစ်တဲ့ကျွန်တော်တို့နော်မိုဒီတိုဘာလို့လဲရှိနေတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးမှကြီးလို့ကောင်းမဲ့ကျွန်တော်ဂရုထဲမှာတော့ပါတယ်ဒီထဲမှာတော်တော်လေးမှခြောင်တဲ့ကျွန်တော်တို့ဂရုတွေကတော့ကျွန်တော်ဘယ်သူဂရုဖြစ်မယ်ဆိုရင်တော့ပြင်သစ်ကတော်တော်လေးမှခြောင်တယ်ပြီးတော့ကျွန်တော်တို့စပိန်ဒီနှစ်သိန်းကတော့တော်တော်လေးမှခြောင်တဲ့အနေအထားမျိုးရှိပြီးတော့တစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ပေါ်တူဂီတော့တစ်ဖက်မှာကျွန်တော်အာဂျင်တီးနားတို့လည်းအဲ့လောက်ထိခြောင်တဲ့အနေအထားမျိုးမှမရှိဘူးဗျာဘာလို့ကြောင့်လဲကျွန်တော်အာဂျင်တီးနားရဲ့ဩစတြေးလျကိုသူတို့အနေနဲ့ကြော်ပြဖို့တော်တော်လေးမှခက်ခဲမှာဩစတြေးလျရဲ့နောက်တန်းတော်တော်လေးမှကောင်းတာပါเนาะကျွန်တော်တို့ဒီပွဲစဉ်တွေမှာပြန်ကြည့်မယ်ဆိုလို့ဆိုပြီးတော့ကျွန်တော်ပေါ်တူဂီလည်းကြက်တဲ့အထဲမှာပါတယ်ဘာလို့ကြောင့်လဲတစ်ဖက်မှာကိုလံဘီယာပါနေတဲ့အတွက်ကြောင့်ကြက်နေတဲ့အထက်မှာဒါမှမဟုတ်သိကြပါတယ်ပေါ်တူဂီတို့ကိုလံဘီယာတို့ကနောက်ဆင့်တက်သွားပြီးတော့ကျွန်တော်တော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ကျွန်တော်တို့စုံတွဲမှုတွေဖြစ်ပြီးတော့ညီကိုတွဲနေနေကိုကျွန်တော်ဒီအုပ်စုတွေမှာဘယ်အုပ်စုတွေကအချောင်ဆုံးဖြစ်မယ်လို့မြင်လဲပြီးတော့ကျွန်တော်အင်္ဂလန်လည်းကျွန်တော်တော်တော်လေးမှကျွန်တော်ခြောင်သွားတဲ့အနေထားသူတို့အနေနဲ့ရှင်ပြိုင်ရမယ်အတင်းတင်းဆိုခရိုအေးရှားတင်းလောက်မရှိတော့ကျွန်တော်အတင်းဆိုလို့ဆိုညရှင်ပြိုင်တဲ့ပွဲတွေမှာဆိုရင်တော့ကျွန်တော်တို့ကွင်းထဲမှာပဲကြည့်မလားဒါမှမဟုတ်လည်းကျွန်တော်တို့အရန်လူစင်းဟိုမှာကြည့်လားလုံးဝကျွန်တော်တို့အင်္ဂလန်တင်းရဲ့လူစင်းကလည်းတော်တော်လေးမှကောင်းမွန်နေတဲ့ကျွန်တော်တို့လူစားခေါ်ယူမှုတွေလုပ်ထားတယ်အထူးသဖြင့်ကျွန်တော်ညပွဲဒီမှာဂျူပယ်လင်တို့ဘာတို့လည်းထည့်မထားကြဘူးเนาะတိုက်စစ်ကွင်းလည်းနောက်တက်ကြောကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်ဒီချိန်မှာတော်တော်လေးမှများနေတဲ့အတင်းတွေကကျွန်တော်အင်္ဂလန်ရဲ့ပြီးတော့ကျွန်တော်တို့စပိန်တို့ရှိမယ်ပြီးတော့ကျွန်တော်တို့ပြင်သစ်တို့ဒီအသင်းတွေကကျွန်တော်တော်တော်လေးမှကျွန်တော်3သင်းစာလောက်ရှိနေတဲ့ကျွန်တော်လူစင်းတွေကိုပိုင်ဆိုင်တာအထူးသဖြင့်ကျွန်တော်တစ်ဖက်မှာဆိုရင်ပေါ်တူဂီမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်ကစားသမားတွေရှိတယ်ပြီးတော့ကျွန်တော်တို့မက်ဆီရှိတဲ့ကျွန်တော်အာဂျင်တီးနားဆိုရင်ဒီတိုင်းပဲเนาะဒါမျိုးဖြစ်နေတဲ့ပုံစံမျိုးကတော့ညမနေ့စောဆုံးကျွန်တော်ရှင်ပြိုင်သွားတဲ့ကျွန်တော်အာဂျင်တီးနားပွဲစဉ်ဆိုရင်လည်း5-0ဆိုပြီးတော့ကျွန်တော်ဂိုးပြတ်တွေပါနိုင်ထားတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်เนาะဒီချိန်မှာကျွန်တော်တို့အာဂျင်တီးနားကိုလည်းတွားပြီးတော့မိတ်ထားလို့မရတဲ့အနေအထားမျိုးရှိတော့ဘယ်အုပ်စုတွေကကျွန်တော်အကောင်းဆုံးကျွန်တော်တို့နောက်တစ်ဆင့်ကိုဖြတ်တန်းနိုင်မယ်ဆိုတာညီကိုတွေနဲ့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတိုင်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပါဗျာ